လူဘဝနှခါပြန်မရဘူးဆိုတော့လေခေါင်းနဲ့ထည့်ထားလူဆိုတာအမတန်ထမြက်တယ်အခုဦးဇင်းတို့ဟောတယ်ဟောရင်းနဲ့ဟောတဲ့အတန်ပေါ်မူတည်ပြီးသဘောကိုပိုင်းခြားလို့မရဘူးလားအခြားပုံတွေမှာမရနိုင်ဉာဏ်ဆိုတာအခုခိုးရီလည်းရှိတယ်လေအနိစ္စဒုက္ခအနတ္တဟဲ့အောင်နဲ့ပွားတာမင်းခန္ဓာကြီးကမမြဲဘူးအနိစ္စဒုက္ခပြောရင်မကြောက်ဘူးလားဉာဏ်ထဲလို့ရလားမရတော့အဲ့ဒါကိုနောင်တမရနဲ့လူဘဝလွန်သွားပြီးတော့မှဟောပြမလုံးနဲ့အခုတည်းကလူဘဝတတန်အမတန်တိုးတယ်အဲ့ဒီအချိန်မှာရတဲ့အချိန်ဟာအညွန်ထက်မြက်တယ်အဲ့ဒီအချိန်မှာမေ့လျော့ပြီးတော့မနေပါနဲ့နိုင်နေတဲ့ကမ္မထာတစ်ခုခုနထိုင်ပြီးတော့တွန်းတက်လက်ကန်တက်လက်ဖြစ်နေတဲ့လေရှုတာခက်ခဲသလားမတွေ့လို့လားတရားပြောက်တာလိုက်ရတော့ရှိပြီးသားကြီးပဲဟုတ်ပြီနော်အရာရာကိုဉာဏ်နဲ့စောင့်စောင့်ကြည့်နေတာနေပြီးသွားတဲ့ကျွေးထွက်တော့ဩရေရုပ်ကြီးရေတွေထုတ်ကြီးရေတွေထွက်လာပါလားရေရှိတဲ့အထုပ်ကြီးမို့လို့ရေတွေထွက်လာတယ်လူမမဟုတ်ပဲလို့အဲ့လိုတတိလေးနဲ့ဉာဏ်လေးနဲ့သုံးသပ်ပြီးတော့နေတယ်သမင်းစားလာတယ်ဖောက်ပြန်လာတဲ့ရုပ်တရားကြီးသဘောကဆောင်းလာငါဖန်တီးတာမဟုတ်ဘူးဘောဝရခန္ဓာရဒုက္ခရပါလားဒီတတ်မဲ့ခန္ဓာဒုက္ခကြီးနဲ့တတ်မဲ့ဒီခန္ဓာကြီးကတတ်မှာရှင်းရှင်းလေးနော်ဘယ်သူကတတ်မှာလဲဒီခန္ဓာကြီးကတတ်မှာကြီးကိုငါကြီးလုပ်လို့ရလားအယူမို့လို့တတ်မဲ့ခန္ဓာကြီးစားလာတော့မသိခင်တတ်မဲ့နေရာမရောက်ခင် तू ကမနှိမ့်ဆက်ဘူးလားနှိမ့်ဆက်တော့သူ့ကိုမကြွေးရဘူးလားအဲ့ဒီနေရာမှာတတိလေးနဲ့ဘဝရခန္ဓာရဘဝရတယ်ဆိုတာဒုက္ခရပါလားတတ်မဲ့ခန္ဓာကိုယ်ကြီးသိမဲ့အချိန်ကြောင်းဒီခန္ဓာကိုယ်ကြီးဘဝမျိုးမျိုးခံနေရတာဒါဘဝရဲ့အဓိပ္ပာယ်ပဲဘဝဆိုတာဒါပါပဲဒုက္ခကိုပြုပြင်ပေးနေရတဲ့တစ်ခုပါပဲဟုတ်ပြီလားအဲ့ဒီလိုသဘောလေးကိုကြာနာစောင့်ပြီးသုံးသပ်နေရစီတွေသွားကျင်လာပြီးစီသွားကျင်ပြီဆိုရင်ငါသွားကျင်တယ်လို့လွယ်လွယ်နဲ့မထားလိုက်ပါနဲ့သဘောတင်းလာတဲ့ဝေဒနာပေါ်မလာဘူးလားအဲ့ဒီဝေဒနာပေါ်လာတော့စိတ်ကပါပြီလေစီသွားကျင်တယ်ဆိုတော့စိတ်ပေါ်မလာဘူးလားငါပေါ်တာလားဝေဒနာပေါ်တာလားရုပ်ပေါ်တော့နာမ်ပေါ်သွားအဲ့ဒီဝေဒနာပေါ်လာတော့ဘယ်အိမ်ကန်နဲ့ဝင်လာအိမ်သာကိုသွားလာဘယ်မှာအိမ်သာရှိတယ်ဆိုတဲ့စိတ်ကပေါ်မလာဘူးလားနော်အကြောင်းဖြစ်လေအကျိုးဝေဒနာယုတ်တရားအကြောင်းကြောင့်နံတရားအပေါ်လာတယ်အဲ့နံတရားအကြောင်းကြောင့်အဲ့ဒီယုတ်ကြီးသွားမယ်ဆိုတဲ့ယုံကံမယ်ဆိုတဲ့အိမ်သာကိုအောင်ပြုတဲ့စိတ်ကြီးပေါ်လာတယ်အိမ်သာအောင်ပြုတဲ့စိတ်ကနေပြီးတော့ဟာဒီယုတ်ကြီးထဖို့ဆိုတဲ့ကာမဇဝါယောစိတ်ဇဝါယောတွန်းကံနဲ့တွန်းပြီးတော့အိမ်သာရှိတဲ့နေရာကိုတဆင်ချင်းတွန်းကံမသွားဘူးလားသွားနေဝေဒနာနဲ့ဆောင်းသွားပြန်ပြီဒီစိတ်ကဆောင်းသွားပြန်ပြီဒီယုတ်ဒီနံဒီသဘာဝတွေဟာငါမဟုတ်ဘူးအဲ့ဒီလိုသဘာဝတရားသဘောဆောင်လာတာတွေကိုရုပ်ရှင်ပိတ်ကားပေါ်မှာပေါ်လာတဲ့ဇာတ်ကောင်တွေကိုတခန်းပေါ်တခန်းကြည့်တခန်းပေါ်တခန်းကြည့်သလိုဟာဒီခန္ဓာရဲ့သဘာဝတရားတွေကိုအနိစ္စသဘောဒုက္ခသဘောအနတ္တသဘောတွေဆောင်းလာတာကိုအဲ့ဒါကိုပဲထိုင်ကြည့်နေရင်ခမည်းတော်လုံလောက်တယ်လုံလောက်တယ်နော်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါအာစိဏကံမက်ကုသိုလ်လို့ခေါ်ပါတယ်အဲ့တော့အာစိဏကံကလည်းဓမ္မနဲ့စီးစင်းနေအာတဏကံမှာအာကောင်းပြီးတော့အကျိုးပြီးမယ်သေကံဒီမှာကြာမှာငါအာထုတ်ခဲ့တာပွားများခဲ့တာနေခဲ့တယ်လို့နောင်တမရပါနဲ့သေကံဒီလူတွေဟာမိမိရဲ့ဘဝကိုပြန်ဆင်ញင်တာဓမ္မတာပဲအဲ့လိုပြန်ဆင်ញင်တာဓမ္မတာပဲအဲ့လိုပြန်ဆင်ញင်တဲ့အချိန်မှာတချို့ဆိုလို့ရှိရင်သေဘလောက်ဖြစ်သွားတယ်မျောသွားတယ်ပေါ့3-4ရက်နောက်ပြန်ပြီးတော့ရှင်လာတယ်အဲ့ဒါဥစဉ်ရှိလာလျှောက်တယ်ဓမ္မကြီးတယောက်ကျမ်းမကြီးကဒီလောက်ကောင်းကောင်းကြီးမဟုတ်သေးဘူးပြန်လာလျှောက်တယ်ဆရာတော်ဗျာတဲ့ဆုံးကျွေးအိမ်မှာတရားဟောခဲ့တာအသေးတတ်ဖို့မသေးခင်အားထုတ်ဖို့နောက်မကြဖို့ဒါကိုအကြောင်းထဟောခဲ့တဲ့စကားကိုတပည့်တော်ကြားပါတယ်ဒါနဲ့တပည့်တော်တရားမထုတ်ဘူးလေမလေးစားဘူးပေါ့လေသူသေကံကြီးကြတော့အဲ့လိုဆရာတော်ဟောတဲ့ဓမ္မကြီးတရားအားထုတ်ဖို့အသေးတတ်ဖို့အသေးမှုမအဲ့ဒါတွေကတခါနဲ့
ကြားနေတာအဲ့တော့မှငါနောင်တရပြီးတော့တပည့်တော့ငိုးနေတာတဲ့ငါမလုံးလဲခြင်းအာနေခဲ့လေခြင်းဆိုရင်ဒါပေမဲ့တော့ပျောက်သွားပြီးတော့3 ရက်လောက်မျိုးကြီးပြန်ပေါ်လာတော့မှအဲ့တော့မှသူ့အမားတွေနောင်တရတဲ့အကြောင်းတွေလာလျှောက်အဲ့ဒါတွေနောင်တမရစေခြင်းဘူး